တိုင်းပြည်ကနေပြည်သူတွေအစုလိုက်အပြုံလိုက်ထွက်ခွာနေရတာပါပဲဒီကနေ့မြန်မာပြည်သူ9သန်းကျော်ကနေ10သန်းလောက်ထိဟာပြည်ပနိုင်ငံတွေမှာနေကြတယ်လို့ခံမှန်းလို့ရပါတယ်မြန်မာပြည်လူဦးရေသန်း90ကျော်နဲ့တွေ့ရင်10ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းအထိရှိပါတယ်လက်ရှိမှာလည်းလူကြီးလူလက်လူငယ်ပါမကြမ်းစုလိုက်ပြုံလိုက်ကျောင်းအမျိုးမျိုးနဲ့နိုင်ငံကိုစွန့်ခွာနေကြတာနေတိုင်းလိုပါလေကျောင်းနဲ့ရှိသလိုနေဆက်ကိုဖြတ်ကျော်ပြီးထွက်နေရတဲ့လူတွေလည်းရှိပါတယ်ဒါ2021အာဏာသိမ်းမှုကြောင့်မလူဖွဲ့စည်းတစ်ခုလုံးခံရတဲ့နောက်ဆက်တွဲစိုးချိုးကြီးတစ်ခုပါဒီလိုထွက်ခွာနေကြတာတာမန်ရွှေပြောင်းအခြေချမှုတတ်မဟုတ်ပါဒါဟာနိုင်ငံတကာနိုင်ငံပျက်စီးနေတာကိုပြသတဲ့လက္ခဏာတစ်ရပ်ပါအဲဒီလိုထွက်ခွာကြတဲ့အထက်မှာအသိပညာရှင်အတတ်ပညာရှင်တွေပါတယ်ကျောင်းသားလူငယ်တွေလည်းပါတာကြောင့်တိုင်းပြည်အတွက်အင်မတန်နစ်နာတဲ့ brain drain အုံနောက်ယိုစီးမှုလည်းဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေစစ်ဗိုလ်ချုပ်တွေရဲ့အာဏာသိမ်းတာခံရတာ3ချိန်ရှိပါတယ်3ချိန်လုံးဒီနောက်ဆက်တွဲအကျိုးဆက်ကိုခံခဲ့ကြရပါတယ်1962 1988နဲ့2021ပါအခုအထိဆိုရင်နှစ်ပေါင်း64နှစ်ကြာခဲ့ပါပြီဒီနေ့ပြောရရင်စစ်အာဏာသိမ်းမှုနဲ့စစ်အာဏာရှင်စနစ်ကတန်းနဲ့ချီတဲ့ပြည်သူတွေကိုမောင်းထုတ်ပစ်လိုက်တာပါစစ်တပ်က3ချိန်အာဏာသိမ်းတဲ့ထဲမှာအခုနောက်ဆုံး2021အာဏာသိမ်းမှုကအဆိုးဆုံးပါပဲအာဏာသိမ်းမှုတိုင်းမှာပထမဆုံးပြစ်မှတ်ထားခံရတဲ့အုပ်စုကတော့နိုင်ငံရေးအတိုက်ခံတွေနိုင်ငံရေးအယူဆကွဲပြားသူတွေနဲ့အာဏာသိမ်းစစ်အစိုးရတွေကိုစန့်ကျင်ဝေဖန်တဲ့သူတွေပါပဲဒါကြောင့်2021အာဏာသိမ်းပြီးတဲ့နောက်ပထမဆုံးပြစ်မှတ်ထားခံရတဲ့အုပ်စုကတော့2020ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ခေါင်းဆောင်တွေရွေးကောက်ခံကိုယ်စားလှယ်တွေနိုင်ငံရေးသမားတက်ကြွလှုပ်ရှားသူတွေနဲ့စစ်အုပ်ချုပ်ရေးကိုစန့်ကျင်တဲ့သူတွေပါပါတယ်အလုတ်အကန်ရဆိုရင်လည်းအစုံပါပဲရှင်းနေနိုင်ငံရေးသမားသတင်းသမားသူနာပြုနဲ့ဆရာဝန်ကျောင်းဆရာဆရာမအမှုပညာရှင်တွေနဲ့တန်ဃာတွေပါမကြံပါဘူးဒီတစ်ချိန်မှာစစ်ကောင်းတော်မင်းအောင်လှိုင်ရဲ့စစ်တပ်ကအရင်တုန်းကအာဏာသိမ်းခဲ့တဲ့စစ်တပ်တွေတဲ့ပိုရက်ဆက်စိုးသွမ်းတာကိုတွေ့ရပါတယ်သူတို့ကိုစန့်ကျင်တဲ့သူတွေကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာသာမကသူတို့ရဲ့အိမ်တွေသိမ်းမိသားစုတွေကိုပါတစားကန်လုပ်ဖမ်းဆီးနှိပ်စက်တာတွေလုပ်ခဲ့ပါတယ်ဒါကြောင့်မိသားစုဝင်တွေပါထွက်ပြေးကြရပါတယ်အရေးအတွက်ကတော့ထောင်နဲ့တောင်းနဲ့ချီတယ်လို့ပြောအောင်ပါအရင်အာဏာသိမ်းမှုနှစ်ခုလုံးမှာအဲ့လိုမဆိုင်တဲ့သူတွေကိုတိုက်ရိုက်ပြစ်မှတ်ထားတာမရှိသလောက်ပါဒီစစ်အာဏာသိမ်းမှုကိုရဲရဲတင်းတင်းစန့်ကျင်တဲ့သူတွေအတွက်ရွေးချယ်စရာလမ်းမရှိပါဘူးကြိုက်ကြိုက်မကြိုက်ကြိုက်တိုင်းပြည်ကနေထွက်ပြေးပြီးသူတွေလည်းတိုင်းရင်းသားအဖွဲ့အစည်းတွေထိန်းချုပ်ထားတဲ့နေရာတွေမှာဆက်နေပြီးတော်လှန်ရေးလုပ်တဲ့သူတွေရှိပါတယ်ဒီအစဉ်အလာကဘိုနေဝင်းခေတ်ကစတင်ခဲ့တာပါ1962အာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံရေးသမားတွေနဲ့အတိုက်အခံတွေကိုဖမ်းဆီးတဲ့အတွက်ထွက်ပြေးခဲ့ကြရတယ်အာဏာသိမ်းခံရတဲ့ဝန်ကြီးချုပ်ဦးနုပါအဖမ်းခံရပြီးနောက်ပိုင်းမှာပြည်ပကိုထွက်ပြေးတင်းရှောင်ခဲ့ပါသေးတယ်နေဆက်ဒေသတစ်လျှောက်ကိုကြည့်မယ်ဆိုရင်လည်းဘုံနေဝင်းစစ်တပ်ရဲ့တိုင်းရင်းသားပြည်သူတွေပေါ်ဖိနှိပ်မှုတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေပေါ်ထိုးစစ်ဆင်မှုတွေကြောင့်အိန္ဒိချင်းတိုင်းပြည်ကြီးစီထွက်ပြေးရတဲ့ဒုက္ခတွေလည်းမနှဲခဲ့ပါဘူးဒါကြောင့်1984ကတည်းကထိုင်းမြန်မာနယ်စပ်မှာဒုက္ခသည်စခန်းတွေပေါ်လာခဲ့တာကနေ့အချိန်ထိဖြစ်ပါတယ် passport လျှောက်ပြီးပြည်ပကိုထွက်တဲ့သူများလုံးလို့ပြည်သူတွေနိုင်ငံခြားမထွက်အောင်ဘယ်လိုလုပ်ရမလဲမသိဘူးလို့ရာရှိတယောက်ကညီတော့အဲ့ဒီတုန်းကစစ်ကောင်းဆောင်ဗိုလ်တန်းရွှေကတားမရတော့လဲမတားနဲ့ပေါ့ကွာသွားပါစေတို့အုပ်ချုပ်ရတာလူနှဲသွားတော့ပိုကောင်းတော့ပေါ့ကွာဆိုပြီးပြန်ပြောခဲ့တယ်လို့အဲ့ဒီအစည်းအဝေးတက်ခဲ့တဲ့ဗိုလ်မှူးကြီးဟောင်းတယောက်ကသူ့စာအုပ်ထဲမှာရေးခဲ့ပါတယ်အဲ့ဒါကတော့ဗိုလ်ချုပ်တွေရဲ့ပြည်သူတွေပေါ်ထားတဲ့စစ်မှန်တဲ့သဘောထားပါသူတို့နဲ့သဘောထားမတည့်သူတွေသူတို့ကိုစန့်ကျင်တဲ့သူတွေအားလုံးကိုတိုင်းပြည်ထဲမှာမရှိစေချင်တာပါထိုင်းနိုင်ငံတစ်ခုထဲမှာတင်မြန်မာနိုင်ငံသား 4.6 သန်းဒီပါရှိတယ်လို့ရှစ်ပြောင်းသွားလာသူများဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်း IOM ကတွက်ချက်ထားပါပြောင်းလဲမှုတွေစတင်တဲ့နောက်ပိုင်းမှာတော့ပညာရှင်တွေအပါအဝင်နိုင်ငံတကာမှာပညာသင်ယူထားတဲ့လူငယ်ပညာတတ်တွေပါတိုင်းပြည်အပြောင်းလဲမှာပါဝင်ဖို့ပြန်လာခဲ့ကြပါတယ်ဒါပေမဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့2021အာဏာသိမ်းမှုကတိုင်းပြည်ရဲ့အုံနောက်တွေမျိုးဆက်သစ်တဲလန့်တွေကိုပါပြန်မောင်းထုတ်ပစ်ခဲ့ပါတတိယအကြိမ်ဒါပေမဲ့အဆိုးဆုံးအကြိမ်ပါတဲ့သွေးခွဲအနိုင်ယူတဲ့အာဏာရှင်ရဲ့ကောက်ကျစ်မှုတွေကိုမမေ့ကြပါနဲ့